ဟဲ့ကောင်လေးခဏလောက်ဟဲ့ကောင်လေးနေတဲ့ရေမြင်းမို့လဲနာကွာခင်ဗျာရေမြင်းတခြားချန်နဲ့ထည့်ပြီးတော့မွေးတာပါဗျာခင်ဗျာလေတခြားတိုင်းပဲခေါ်နော်လက်ကို1 2 3ဆိုတော့မြောက်မယ်တခြားတောင်းတာဒီကောင်မရာသီပေါ်တာတန်ရင်သီးစားတာပြန်ပြီနေမှာတန်ရင်သီးရာသီပေါ်တာလည်းမလို့စားမရအောင်တော့လည်းပြောလို့မပြီးတော့ဘူးရှင်လူမသာဆန်ကြတယ်ဆန်ကမောင်းတော့စီကမရှိဘူးအားကြောင့်မလို့လည်းမလို့ဝက်ဆောက်လိုင်စင်မပါတဲ့ဟာကြီးဖမ်းတာချစ်ကလေးမမစိတ်မမှုနဲ့ကိုရှိတယ်အာတင်တာချစ်ကလေးအာတင်တာဘာမှမဖြစ်ဘူးချစ်ကလေးကိုရှိရနော်ကိုချစ်ကလေးပေါ်မှာအများနဲ့ရှိရသီလားအားလုံးဒါတိုင်းသွေးထုတ်ခြင်းတဲ့ကောင်လည်းတွေ့မယ်ဒီနေ့ညမင်းတို့ကောင်လည်းချင်းသေးကိုစိတ်ရောနဲ့ကုမ္ပဏီကနေပြီးတော့ငါဒါလိုက်အော်ဒါမာထားတာကွာကားဆရာကြီးခဏရပါအောင်ကားဆရာကြီးကျွန်တော်ဒါလေးတစ်ဖက်လောက်လုပ်ပါဒါလေးတစ်ဖက်လောက်မလေးလေးတယ်ဗျာထုတ်ကလေးရမလေးဖြည်းတော့ခါမြတ်တော့မယ်မလေးကျေးဇူးတော့ဟဲ့လေဒီခုဘောကောင်တော့ထုတ်ပင်ကမလို့တားတာလားဘာတော့ကားစီးမမှန်တော့ဒီကောင်นี่ကွာငါကြောင်ဟဲ့ကောင်ငါကြောင်မင်းနောက်ကတွေ့လမ်းရှောင်းတော့ဒီသမီးကြီးနဲ့သမီးမလို့သွားမှာတော့ဒီသမီးကြီးနဲ့သူမသွားချင်ဘူးကြောင်မနဲ့ပြန်ဆိုပွင့်နေပြီမေတို့ကလည်းဘေကောင်ကခင်းနေပြတော့ကွာငါမဖုန်းထိုင်ကြည့်နော်ဘေကောင်တော့ကားလိုက်တာမင်းမကြောက်နဲ့အောက်မှာယောက်ျားရှိလားဆင်းငယ်မင်းမယောက်ျားရှင်းကြဖမ်းတာတော့ယောက်ျားမလို့နဲ့တော့ယောက်ျားမလို့နဲ့တော့ယောက်ျားမလို့နဲ့တော့ယောက်ျားဘယ်မှာကြောက်နေယောက်ျားမလို့နဲ့ဟေးကြမ်းမအောင်ဟေးကျွန်တော်ရဲ့ဗီဒီယိုလေးချိန်နဲ့တက်တယ်ဆိုရင်ခင်ဗျားတို့တို့ပြောရတယ်ဆိုရင် like and share လေးလုပ်ပေးကြပါဦးဗျာ